ပုံမှန်မြင်နေကြမဟုတ်တဲ့ဟင်းလျာတွေကိုညာဟင်းသာပရိသတ်တွေအတွက်ပြောပြပေးသွားမယ်။တီးစုံဂျယ်လီတုံမကြခင်မှာပူပြင်းလာတဲ့နွေရာသီကိုဖျက်ချော်နိုင်ဖို့အတွက်အစားအသောက်ကောင်းကောင်းတွေကိုပြင်ဆင်ထားဖို့လိုအပ်နေပါပြီနော်။အရသာလည်းရှိပြီးလောက်ကန်ရတာလွယ်ကူမှနွေရာသီမှာချွေးတလုံးလုံးနဲ့မချက်ပြုတ်ရပေဂရင်းမိန်စီမဲ့အရသာကိုခံစားနိုင်မယ်ဆိုတော့မြန်မာပြည်သားတွေရဲ့ခံစားချက်ကိုကိုချင်းစားပါတယ်။ဒါကြောင့်အရသာလည်းသိရှိပြီးကလေးတွေနဲ့လည်းတင့်တော်တဲ့တီးစုံဂျယ်လီလုံးကြီးလေးကိုအခုလိုမျိုးတင်ဆက်ပေးလိုက်ရပါတယ်။အရင်ဆုံးလက်ဆက်တဲ့အသီးတစ်မျိုးကိုပြုလုပ်ကြရအောင်အသီးတွေထဲမှာဂျယ်လီလုံးလို့အကောင်းဆုံးဖြစ်တဲ့လိမ္မော်သီးကိုပြုလုပ်ကြမှာပဲဖြစ်ပါတယ်။လိမ္မော်သီးအလုံးလှလှလေးတွေကိုအခွန်နှွှားပြီးအမြင်တွေကိုလည်းဖယ်ပြီးသွားပြီးဆိုရင်အခုလိုဘလန်တာဖြော်ဆက်ထဲမှာရေလုံးဝမထည့်ပဲကြိတ်လိုက်ပါကြိတ်ပြီးတော့တဲ့အခါမှာတော့အခုလိုမျိုးပြည့်နှစ်နေတဲ့လိမ္မော်အနှစ်တွေကိုရရှိလာမှာပဲဖြစ်ပါတယ်။ဒါဆိုရင်တော့ဒီအိုးထဲမှာစပြီးကြိုလို့ရပြီရှင်ပြုလုပ်ထားတဲ့လိမ္မော်အနှစ်တွေကိုအခုလိုမျိုးလောင်းထည့်ပြီးရင်ပြောင်းကုန်မှုန့်နဲ့တကြားရည်တို့ကိုထည့်ပြီးအရင်မှွေပေးပါပြီးရင်တော့အရသာလေးချုံမွှေးနေဖို့အတွက်ထောပတ်တဒုံလောက်ကိုထည့်ချိုပေးလိုက်ရုံပါပဲနောက်ဆုံးအနေနဲ့စီးနေအောင်ပြုလုပ်ဖို့အတွက်ကော်ရည်လေးအနှဲငယ်လောက်ထည့်ပြီးလိမ့်နေအောင်အခုလိုမျိုးမှွေပေးလိုက်ပါနော်ဒါဆိုရင်တော့အခုလိုအတုံးလေးတွေလှိပြီးတကြားမှုတ်လေးနဲ့လုံးလိုက်ရင်တိတ်ကိုစားလို့ကောင်းတဲ့လိမ္မော်ဂျယ်လီအီတုံလေးရလာမှာပဲဖြစ်ပါတယ်အပြင်းပြေဝါစားဖို့လည်းအသင့်တော်ဆုံးပါပဲရှင်ကမ္ဘာအလွယ်ဆုံးစပါဂက်တီအကောင်းဆုံးစပါဂက်တီကိုစားရဖို့အတွက်အီတလီနိုင်ငံကိုသွားစရာမလိုတော့ပါဘူးနော်ဆိုင်တွေမှာဘာကြောင့်အီတလီခောက်ဆွဲတပွဲကိုဈေးနှုန်းတောင်းချီတောင်းပြီးရောင်းနေလဲဆိုတာဒီဗီဒီယိုကိုတွေ့ပြီးရင်တော့မေကွန်းထုတ်မိသွားကြမှာပဲဖြစ်ပါတယ်အရန်လွယ်ကိုပြီးအရသာလေးရှိလွန်းလို့ကိုလက်ရကိုတော့မယုံနိုင်တဲ့အထိဖြစ်သွားမယ်ဆိုတာပြေးကြည့်စရာမလိုပဲတွေးကြည့်တာနဲ့တင်ယုံစေပါတယ်တိတ်စားကောင်းလွန်းလို့နေတိုင်းချက်စားမိတဲ့အထိဖြစ်သွားရင်တော့အပြစ်မတင်ဖို့ကြိုတင်အသိပေးပြစေရှင်အရင်ဆုံးပေါင်းဦးတစ်လုံးပဲလိုပါတယ်ရှင်ထမင်းချက်နေကြပေါင်းဦးထဲကိုအခုလိုမျိုးအာလူးနှလုံးနဲ့နိုင်ငံခြားခန်းကျင်သည့်နှလုံးထည့်ပြီးရင်တော့ဖြော်ထားတဲ့မာလာအရည်လေးကိုထည့်ပြီးအဖုံးပိတ်ကပေါင်းထားလိုက်ရုံပါပဲမာလာအရည်ကတော့ကြိုက်နှစ်တဲ့မာလာမှုတ်ထဲကိုစီစုငပြားရည်ကိုထည့်ပြီးဖြော်ရင်ရပါပြီပြီးတဲ့အခါမှာတော့အဖုံးဖွင့်လိုက်ရင်အခုလိုမျိုးဇွန်းနဲ့အသီးတွေကိုခြေလို့ရတဲ့အထိနူးတော့ရင်ရပါပြီရှင်ဒါဆိုရင်တော့ပါစတာခောက်ဆွဲကိုထည့်ပြုတ်ပြီးရင်အခုလိုမျိုးနန်းနန်းပေးအုပ်ပြီးစားလို့ရပါပြီဒါဆိုရင်တိတ်ကိုစားလို့ကောင်းတဲ့အီတလီခောက်ဆွဲလေးကိုတရုတ်စတိုင်စားလို့ရပြီဖြစ်ပါတယ်နော်ပန်းသီးချက်ကောင်လုံးပေါင်းပန်းသီးကိုစက်သားနဲ့ပေါင်းပြီးစားလို့ရတယ်ဆိုတာကပရိသတ်ကြီးတို့သိပြီးကြပြီလားအရသာကပုံမှန်ထက်ပိုထူခဲ့ပြီးဂရင်းမိန်စီတော့မှအမှန်ပဲရှင်စိုင်ကြီးတွေမှာတော့တပွဲကိုသိန်းချီပေးရပေမဲ့အိမ်မှာတော့ထမင်းအိုးနဲ့တင်ချက်လို့ရပြီဖြစ်ပါတယ်ထမင်းအိုးနဲ့ချက်တဲ့ချက်ပေါင်းကဘယ်လောက်ထိကောင်းလဲဆိုတာသိချင်ရင်တော့အခုပဲဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအခုလိုမျိုးထမင်းချက်တဲ့ပေါင်းဝတ်တစ်လုံးအိမ်မှာရှိုံနဲ့တင်ရပါတယ်အရင်ဆုံးထမင်းပေါက်ရဲကိုအရသာပြည့်စုံစေဖို့ချက်သွန်နီတွေကိုပပလှိပြီးပြစ်ထည့်ရပါမယ်ပြီးတဲ့အခါမှာတော့ကြက်အကောင်လိုက်ကိုထည့်ပြီးပန်းသီးတွေကို၄စိတ်နှလုံးလောက်ထည့်ကဂျင်းနှစ်ပြားလောက်ပြစ်ထည့်လိုက်ပါပြီးရင်တော့အရသာအတွက်ပဲငပြားကြီးအနောက်နဲ့ကြောင်ညို့တို့ကိုထည့်ပြီးရင်12မျိုးတရုတ်ဟင်းခတ်မုတ်တို့ကိုထည့်ရမှာပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့အခုလိုမျိုး QC လေးထည့်ပြီးအလုံးကိုကြက်သားတဲ့အရသာတွေစိတ်ဝင်နေအောင်နေပေးကရေအနှဲငယ်ထည့်ပြီးတဲထားလိုက်ရင်ရပါပြီဒါဆိုရင်တော့ထမင်းအိုးခလုတ်တက်လာရင်အခုလိုစားကျင်စရာတိတ်ကောင်းတဲ့ကြက်ပေါင်းလေးရပြီပဲဖြစ်ပါတယ်ရှင်ပန်းသီးရဲ့မှုှကြိုင်မှုနဲ့အမှန်တကယ်စားကောင်းမဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်နော်လွယ်ကူရိုးရှင်းပြီးဈေးသက်သာစေမယ့်ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ခဲ့ကြပါအောင်ရှင်လင်းကိုချစ်စွတ်တပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ